နီလက်ရောင်ထားရက်ထဲတော့လောင်မြိုက်နေသည့်နင်းစေးပွင့်ကလေးမှာຫນွေဦး၏လက်ထဲတွင်အေးဆက်သွားတော့လေသူမ၏ရင်ထဲတွင်တော့မီးတောင်တစ်ခုပမာစူပွက်နေပြီဖြစ်သည်နီလက်ရောင်ပျောက်ကွယ်သွားပြီးနောက်ຫນွေဦးသည်အိပ်ဆက်၍မရတော့ပြီအပြင်ဘက်တွင်မိုးသက်လီပြင်းများကအင်ကြီး၏တစ်သားနေရန်များကိုရိုက်ခတ်နေတန်မှာငိုကြွေးတန်များနှင့်ပင်တူနေတော့သည်သူမသည်လက်ထဲမှကင်ထားသောနှင်းစည်းပွင့်တလီကိုကြည့်လိုက်သည်ထူဆန်းသည်မှာထိုပန်းသည်နွမ်းလျက်တော်နှင့်ပွင့်ချက်များမှာကြောက်စင်းခေသို့မာကြောနေသည်ထိရိုက်လျင်အေးဆက်သောလျှက်စစ်ကြီးကြောင့်တစ်ခုဖြက်ပြေးသွားတဲ့ကဲ့သို့ခံစားရခြင်းပင်ကိုနီလန်ကိုဘာရီဖြစ်ခဲ့တာလဲဘာလို့ဒီလောက်တောင်အေးဆက်သွားရတာလဲຫນွေဦးသည်သူမ၏ဖခင်ဦးမင်းခေါင်အမြဲတမ်းတားမြစ်လေရှိသောအိမ်အောက်ထက်ရှိစာကြီးခန်းအဟောင်းစီသို့ခြေတံပဖော့ဖဲဆင်လာခဲ့သည်ထိုအခန်းသည်လွန်ခဲ့သော10နှစ်မြို့ကလေးမီးလောင်ခင်ကလေးကပိတ်ထားခြင်းဖြစ်သည်တကားမှာတန်ကြီးတက်နေတော်လေຫນွေဦးသည်သူမ၏အားအင်ကုန်သုံးကတွန်းဖွင့်လိုက်သည်ချွီအေးဆက်သောဖုန်နှင့်အတူမှုနှင့်များကနှာခေါင်းထဲသို့တိုးဝင်လာသည်ຫນွေဦးသည်လက်နှိပ်သက်မီလေးနှင့်အခန်းထဲကိုဝိရမ်းကြည့်လိုက်သည်နေရန်တွင်ချိတ်ဆွဲထားသောပန်းချီကားဟောင်းများနှင့်ဖုန်တက်နေသောစာအုပ်စင်များကြားတွင်သူမသည်စပွဲကြီးဘေးမှရှိသောလျှို့စစ်အခန့်တစ်ခုကိုတွေ့ရှိသွားသည်ຫນွေဦးသည်ထိုအခန့်ထဲမှအဝါရောင်တန်းနေသောဒိုင်ယရီမှတ်တမ်းဟောင်းတစ်အုပ်ကိုထုတ်ယူလိုက်သည်ထိုမှတ်တမ်းမှာသူမ၏ဖခင်ဦးမင်းခေါင်ရေးသားထားခြင်းဖြစ်သည်စာမျက်နှာများကိုလှန်ကြည့်ရင်ຫນွေဦး၏မျက်လုံးများပြူးကျဲသွားရသည်19 April 2016နေလက်ရောင်တို့မိသားစုပိုင်နဲ့လချမ်းချောင်မြတ်ကိုရဖို့ငါတို့အစီအစဉ်အောင်မြင်ခဲ့သည်ဒါပေမဲ့အဲ့ဒီချောင်မြတ်ကချိန်သိမ်းနေတာကိုငါအခုမှသိလာရတယ်ချောင်မြတ်ကိုထိတွေ့မိတော့နေလက်ရောင်ဟာမီးကြောက်တဲ့သေးတွေပျောက်ကွယ်သွားခဲ့သည်ငါတငယ်ချင်းနေလက်ရောင်၏အဖေကိုငါကိုယ်တိုင်တတ်ဖြတ်မိတာဟာအမှားကြီးလားຫນွေဦး၏လက်များတုံရီလာသည်စာအုပ်တအုပ်မှာခြံပြင်းပေါ်သို့ပြုတ်ကျသွားသည်သူမအမြဲတမ်းကြည်ညိုခဲ့သောဖခင်မှာနေလက်ရောင်၏မိသားစုကိုတပ်ဖြတ်ခဲ့သောလူသက်မှာဖြစ်နေသည်လားနေလက်ရောင်ပြန်လာခြင်းမှာလက်စားကြည့်ရန်အတွက်လားထိုစဉ်စာကြည့်ခန်း၏ပြတင်းပေါသို့ချင်းသည်အေးဆက်သောလေပြင်းတပြင်းသို့ဝင်လာသည်မိအိမ်မှာငိမ့်သွားခဲ့သည်မှောင်အတိကျနေသောအခန်းတွင်ຫນွေဦးသည်တဆုံတဦး၏အသက်ရှူတန်းကိုကြားလိုက်တော်သည်ဒီမှတ်တမ်းကိုမဖတ်သင့်ဘူးຫນွေဦးရင်းနှီးနေသောအတန်းကြောင့်ຫນွေဦးလွှဲချစ်လိုက်သောအခါမှောင်တွဲတွေတောက်ပနေသောရွှေရောင်မျက်လုံးနှစ်စုံကိုတွေ့လိုက်သည်နေလက်ရောင်ပဲသူသည်အခန်း၏တောင်တွင်အရိပ်တစ်ခုဖြစ်၍ရပ်နေသည်ကိုနီလက်ဒါတွေကအမှန်ပဲလားကျမအဖေကကိုမိသားစုကိုအတိတ်ကအမှန်တရားကအခုချိန်မှအရေးမကြီးတော့ဘူးຫນွေဦးအရေးကြီးတာကအခုမင်းရဲ့အသက်ပဲငါ့ကိုလိုက်ရှာနေတဲ့သူတွေကမင်းစီကိုရောက်တော့မယ်နေလက်ရောင်သည်သူမ၏လက်ထဲကလာချမ်းအမှတ်ကြီးလေးကိုအာသာရခွဲလိုက်သည်ထိုခဏတွင်ຫນွေဦးသည်သူမ၏ခန္ဓာကိုယ်ထဲကစွမ်းအားများနေလက်ရောင်စီသို့စီးဝင်သွားသလိုခံစားလိုက်သည်နေလက်ရောင်၏ဖြူလျော့နေသောမျက်နှာတွင်သွေးရောင်လေးများပြန်လည်လွှမ်းမိုးလာသည်မင်းရဲ့အမှတ်ကြီးကငါ့ကိုအားတွေ့လေပေးနိုင်တာပဲနေလက်ရောင်သည်အံ့ဩစွာလို့ချေရွက်လိုက်သည်ဒါပေမဲ့ထိုချီနူးစရာအခိုက်အတွင်းမှာကြာရှည်မခံပါပေအင်ကြီးအပြင်ဘက်တွင်မြင်းခွာတန်ကဲ့သို့သောထူးချမ်းသောအတန်များကြားလိုက်ရသည်အနက်ရောင်ဝတ်စုံဝတ်ထားသောမျက်နှာဖုံးဆွထားသောလူတစုဟာအင်ကြီးကိုဝိုင်းဆောင်ထားပြီးဖြစ်သည်သူတို့ရောက်လာပြီနေလက်ရောင်၏လေတံမှာပြတ်သွားသည်သူသည်သူမ၏အင်ကြီးရင်ဘတ်ကိုဖွင့်ပြလိုက်သောအခါနှလုံးသားနေရာတွင်ရှိသောလာချမ်းအမှတ်ကြီးမှာနေရဲ၍တောက်ပါလာသည်ຫນွေဦးငါ့နောက်မှာပဲနေပါဘာပဲဖြစ်ဖြစ်မျက်လုံးမဖွင့်နဲ့
နေလေရောင်တီလက်နှစ်ဖက်ကိုမြောင်လိုက်ရာစာကြီးကန်းတွင်ရှိသောဖုံမှုများနှင့်စာအုပ်များသည်လေလဲတွင်ဝဲပြန်လာပြီးဒိုင်းတစ်ခုဖြစ်သွားသည်သူသည်အမောင်ဆွမ်းအားကိုအသုံးပြု၍တကားကိုချိုးဖျက်ဝေရောက်လာသောရန်သူများကိုတိုက်ခိုက်တော်သည်ຫນွေဦးသည်ကြောက်လန့်တကားညိနေလက်ရောင်၏ကြောပင်ကိုဖတ်လိုက်မိသွားသည်သူမခံစားရသည်မှာသူ၏ကြောပင်သည်ကြောက်တုံးကဲ့သို့မာကျော်တော်လဲအလွန်ပင်လုံခြုံမှုရှိလာသည်ကိုနီလက်ကျမကိုထားသွားပါနဲ့နော်နေလက်ရောင်သည်တိုက်ခိုက်နေရင်မှနောက်ထဲကိုလှည့်မကြည့်ပဲတိုးတိုးလီပြောလိုက်သည်ငါမှဝိညာဉ်မရှိတော့ပဲမင်းကိုကာကွယ်ပေးမယ်ဆိုတဲ့ကတိကတော့ငါရဲ့တည်ဆုံးနေသောနှလုံးသားထဲမှာအမြဲတမ်းရှိနေမှာပါຫນွေဦး ပြင်းထန်သောပောက်ကွဲတံတစ်ခုနှင့်အတူအခန်းတစ်ခုလုံးမီးခိုးငွေ့များဖုံးလွှမ်းသွားပြီးຫນွေဦးသည်တတိလက်မိမျောသွားပါတော့သည်